ကျမကရေသူမပါကျမမှာအမဲလိုက်နေအရန်ထူးခြားပါတယ်ကျမရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ပေါ်ရော့တဲ့ရေတက်သားတိုင်းကိုသူတို့ရဲ့တင်မောကနေဝေးရာကိုဆွဲဆောင်ပါတယ်ကျမကဆွဲဆောင်မှုရှိတဲ့အမူအရာနဲ့သမုတ်တရားတွေကနေထွက်လာပြီးသူတို့ကျမရဲ့ထောင်ချောက်ထဲကျသွားတာကိုစောင့်နေပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာကျမအကြီးကျယ်ရပါတယ်တင်မောပေါ်ကရေတက်သားတွေကကျမကိုတော့သတိမထားမိကြပါဘူးငါဖန်တင်မောထွက်ခွာသွားတဲ့အခါကျမချက်ချင်းပဲလိုက်ဖမ်းခဲ့ပါတယ်ရာစုနှစ်ပေါင်းညအားစွာကျမရဲ့အလှတရားကလွဲလို့ဘာမှမပြတ်ကွက်ခဲ့ပါဘူးပြီးပြည့်စုံတဲ့အချိန်ရောက်လာတဲ့အခါရေတက်သားမရေမတွက်နိုင်အောင်ကိုကျမမော်ပညာသုံးပြီးဝါမျိုးခဲ့ပါတယ်နောက်ဆုံးတော့တင်းမောရက်သွားပါတယ်ကျမရဲ့အလှတရားနဲ့အတန်ကိုအသုံးပြုပြီးသူတို့ကိုညှို့ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့တချင်းဆိုတော့မဲ့အချိန်မှာပုတ်နေတဲ့ငါးဝူတွေအစုပုံကြီးကသမုတ်တရားတွေကိုပစ်ချပြီးကျမကိုပတ်ဖြန်းခဲ့ပါတယ်ကျမကိုတန်ရှင်းရေးမလုပ်ခင်မှာပဲအပေါ်ကနေကြောက်စုကြီးတစ်ခုရုတ်တရက်ပြဒီပညာကျမ်းပြင်ပေါ်တဲ့ပြစ်ချလိုက်ပါတယ်အဲ့ဒါကကျမကိုလုံးဝဒေါသထွက်စေခဲ့ပါတယ်မှောင်မိုင်းမှုကိုဖုံးကွယ်ဖို့အသုံးပြုပြီးကျမရဲ့မော်ပညာကိုထုတ်လွှတ်လိုက်ပါတယ်အနည်းတစ်ချက်အားပြင်းပြင်းနဲ့လွှဲလိုက်တော့ကျွန်တော်တင်မောနာတိုးကတ်သွားတယ်